ယေရှုခရစ်တော်သည်ချက်ချင်းပင်လူစုဝေးတို့အားပြန်လွှတ်တော်မူစဉ်တွင်တပည့်တော်တို့ကိုလှေပေါ်သို့တက်စေ၍ကမ်းတစ်ဖက်သို့ဥစွာကူးစေတော်မူသည်လူစုဝေးတို့ပြန်သွားပြီးသောနောက်ကိုတော်သည်ဆုတောင်းရာတောင်ပေါ်သို့တပါးသည်တက်တော်မူ၏ညဦးရချိန်ရောက်သောအခါထိုနေရာ၌ကိုတော်တပါးသည်ရှိတော်မူသည်တပည့်တော်တို့၏လှေမူကားကမ်းမှများစွာဝေးကွာသွားစဉ်လေးဆန်ကြသောကြောင့်လှိုင်းတဘိုးများသည်လှေကိုပြင်းထန်စွာရိုက်ခတ်လျက်ရှိသည်မိုးတောက်ရာချိန်၌ကိုတော်သည်ပင်လေရေပြင်ပေါ်တွင်ရှောက်လန်းလျက်သူတို့ထံတော်သို့ကြွလာတော်မူ၏ထိုအခါတပည့်တော်တို့သည်ပင်လေရေပြင်ပေါ်၌ကိုတော်လမ်းလျှောက်လာသည်ကိုမြင်ကြလျင်ထိတ်လန့်၍တစေဖြစ်သည်ဟုဆိုကြလျက်ကြောက်လန့်တကြားအော်ဟစ်ကြသည်သို့တော်ကိုတော်ကရဲရင်ချင်းရှိကြလောငါပင်ဖြစ်သည်မကြောက်ကြနှင့်ဟုသူတို့အားချက်ချင်းပင်မိန့်တော်မူ၏ထိုအခါပေထရုကသခင်ဖျားကိုတော်ဖြစ်တော်မူပါလျင်တပည့်တော်သည်ရေပေါ်တွင်လမ်းလျှောက်၍အထံတော်သို့လာရပါမည်အကြောင်းအမိန့်ရှိတော်မူပါဟုလျှောက်လေသည်ယေရှုကလာခဲ့လောဟုမိန့်တော်မူလျင်ပေထရုသည်လှေပေါ်မှဆင်း၍ရေပေါ်တွင်လျှောက်ကာယေရှုအထံတော်သို့သွားလေ၏သို့သောလေပြင်းထန်သည်ကိုမြင်လျင်သူသည်ကြောက်ရွံ့၍နစ်မြုပ်စပြုသဖြင့်သခင်ဖျားတပည့်တော်ကိုကယ်တော်မူပါဟုအော်ဟစ်၍လျှောက်လေသည်ယေရှုသည်လည်းချက်ချင်းပင်လက်ကမ်း၍သူ့အားဆွဲမပြီးလျင်အိုယုံကြည်ခြင်းအားနည်းသောသူအဘယ်ကြောင့်သင်သည်ယုံမှားတန်လျက်ရှိသနည်းဟုမိန့်တော်မူ၏လှေပေါ်သို့သူတို့ရောက်ကြသောအခါလေသည်လည်းငြိမ်သွားလေသည်လှေပေါ်တွင်ရှိကြသောသူတို့သည်လည်းကိုတော်ကိုဥချရှိခိုးလျက်အမှန်စစ်စစ်ကိုတော်သည်ဘုရားသခင်၏သားတော်ဖြစ်တော်မူပါသည်ဟုဆိုကြ၏ကိုတော်နှင့်တပည့်တော်တို့သည်တစ်ဖက်ကမ်းသို့ကူးလာကြသောအခါဂေနေဇရက်တွင်လှေကိုဆိုက်ကပ်ကြသည်ထိုရက်၌လူတို့သည်ကိုတော်ကိုမှတ်မိကြသောအခါပတ်ဝန်းကျင်အရပ်ရပ်သို့လူများကိုဆစ်လွှတ်၍လူနာရှိသမျှတို့ကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြသည်သူတို့သည်ဝိယုံတော်၏အနားဆစမြိတ်ကိုမြတ်တို့ထိရပါမည်အကြောင်းတောင်းလျှောက်ကြသည်ထိုသို့တို့ထိသမျှသောသူတို့သည်လည်းအနာရောဂါများပျောက်ကင်းကြလေ၏ဘုရားသခင်ဧဝံဂေလိနှုတ်ကပတ်တော်ပေတည်းသခင်စုဟာတပည့်တော်ကြီးတွေကိုကမ်းတစ်ဖက်ကိုအရင်ကူးစေတယ်သခင်စုကတော့မလိုက်သေးဘူးသူ့အတွက်အရေးကြီးတဲ့ဆုတောင်းမေတ္တာပြုနေတယ်ဆုတောင်းနေတယ်တောင်ပေါ်မှာသူတပါးတည်းဆုတောင်းနေတယ်တပည့်တော်ကြီးတွေကိုတော့အရင်ဒီကမ်းတစ်ဖက်ကိုလှေနဲ့ကူးစေတယ်တပည့်တော်ကြီးရဲ့လှေဟာလေပုံနိုင်နေမိပြီးတော့အန္တရာယ်တွေကျုံနေကြတဲ့အခါမှာယေရှုဖျားရှင်ကရေပေါ်မှာလမ်းလျှောက်ပြီးတော့သူတို့စီကိုလာတယ်အသင်းတော်ကိုပုံနဲ့ခိုင်နှိုင်းပြီးတော့ပုံဆွဲကြတဲ့အခါမှာဘာနဲ့ဖော်ပြလဲဆိုရင်လှေနဲ့ဖော်ပြတယ်လှေထဲမှာအတူတူလိုက်သွားကြတဲ့လူစုဝေးเนาะအဲ့ဒါကိုအသင်းတော်ဆိုပြီးတော့ကျွန်တော်တို့ကဒီပုံဖော်လေးရှိတယ်အခုဒီနေ့ဖတ်တဲ့ကျမ်းစာထဲမှာတပည့်တော်ကြီးရဲ့လှေဟာလေပုံနိုင်တွေထန်တယ်လှိုင်းတဘိုးတွေထန်ပြီးတော့အန္တရာယ်တွေကျုံနေသလိုယခုခေတ်အသင်းတော်ကလည်းအန္တရာယ်တွေများစွာကျုံတယ်အတွင်းကအန္တရာယ်အပြင်ကအန္တရာယ်လောကရဲ့အန္တရာယ်တွေအများကြီးကြုံရတယ်ဘလို့အတွေးခေါ်တွေအသင်းတော်တွေမှာဝင်လာတယ်လေလောကကဘလို့ပြောင်းလဲလာတယ်လေကျွန်တော်တို့ရှေးတော့ကျွန်တော်တို့ဘိုးဘွားတွေရဲ့အချိန်ကာလနဲ့အတွေးခေါ်ကမတူတော့ဘူးတန်ဖိုးထားရတွေပြောင်းလဲသွားတယ်ဟိုလက်ထပ်ထိမ်းများခြင်းလောက်ကြီးတန်ဖိုးမထားတော့ဘူးဟိုရှေးတော့ဘိုးဘွားတွေလက်ထက်တုန်းကတော့တလင်တမယားတို့ရာသက်ပံကြီးကြဲကြဲဒါစဉ်းစားကြတယ်သားသမီးတွေရဲ့အတွေးခေါ်ကလည်းမိဘကိုတိတ်မလေးစားတော့ဘူးကိုကြိတ်တာကိုလှုပ်တာပဲအခုခေတ်မှာဘာတွေကလွှမ်းမိုးလာသလဲအခုဒီကတယ်လီဖုန်းတွေကများလာပြီးတဲ့ခါမှာမီဒီယာတွေကလွှမ်းမိုးသွားတယ်တချိန်လုံးဒါနဲ့မပြတ်တော့ဘူးပေါ့နော်အဲ့မီဒီယာတွေကပြောတဲ့ဟာသူကခေါင်းထဲဝင်တာပဲကလေးတွေကလည်းစာချက်ဖို့အာယုံတော့မရတော့ဘူးမီဒီယာတွေမှာဘလူဟာတွေကလွှမ်းမိုးတယ်လေဟိုအား6တဲ့ကောင်တွေကတော့ပတ်စံရှိတဲ့ကောင်ရုပ်ချောတဲ့ကောင်ဘာနဲ့သူကနေရာတွေရပြီးတော့သူတို့ပြောတာအဟုတ်ပဲအဲ့လိုမျိုးဖြစ်သွားတယ်ဘာသာရေးထဲမှာအဲ့တိုင်းပဲအရင်တော့ religious ဆိုတဲ့သူတော်စင်လို့ကြာဆူတောင်းတာတို့ဘာလို့အဲ့လိုသိမရှိကြတော့နော်ဖះနဲ့အတူနေတာကိုမရှိတော့ဘဲနဲ့ဟိုတယ်လီဖုန်းတကိုင်ကိုင်နဲ့ပဲဖြစ်နေတယ်
ဒီလောကကြီးကတော့လိန်ညာပြီးတဲ့ခါမှာဝါဒတွေကဘလူမျိုးပြောင်းလဲသွားတယ်စွန့်လွတ်တာတွေအနစ်နာခန္ဓာတွေဘာမှမလုံးနဲ့နော်ကိုယ့်အတွက်ကပဲကိုလို့ကိုကြိုက်တာကိုလို့ကိုယ့်အတွက်ပဲသူများအတွက်စွန့်လွတ်တာတွေဘာတွေကဘာမှအဓိပ္ပာယ်မရှိဘူးအာသိပြီးတာပဲဆိုပြီးတော့အဲ့လိုမျိုးအတွေးခေါ်ရှိတယ်ဟိုဘာသာရေးကလည်းလွန့်စော်ပေးဖို့ပါဦးတဲ့နောက်ကြီးတော့လည်းမပြင်းထန်ပါနဲ့ဘုန်းကြီးတွေအေးဆေးနေပါအလုပ်ဖြစ်လေးတာဟောကျမ်းစာအကြောင်းလေးပါလေးဒါလေးနဲ့ပြောပြင်းပြင်းထန်ထန်နဲ့မဟောပြောနဲ့ဟောပြောတာမလို့ဘူးဘယ်သူငရဲကြမှာကြနေရပဲအိုးအေးဆေးဆေးပေါ့အဲ့လိုမျိုးတွေဖြစ်လာဟိုတက်တဲ့ကြောကြောမရှိတော့ဘူးဘာသာဝတ်ဆောင်ပွဲတွေခေါ်လိုက်ဘာလို့အိုးမလုံးနဲ့ဘာမှအဲ့လောက်ကြီးမလိုပါဘူးဖျားအောင်လေးပုံမှန်တဲ့ပြီးတာပါပဲဆိုအဲ့လိုမျိုးပေါ်ဒီပေါ်ဆာနေဖို့ဒီလောကကြီးကလွှမ်းမိုးလာတယ်ကဘာမှာပဲဖြစ်ဖြစ်လက်နက်တွေအပြိုင်ဆိုင်ဖြစ်လာတယ်အခုလက်နက်ရှိဖို့ပဲလိုတယ်ပုဂ္ဂိုလ်ကာကွယ်ဖို့တချို့ကလက်နက်ရှိနိုင်အောင်ပဲကြိုးစားကြတယ်ပေါ့နော်အဲ့ဒါတွေဖြစ်ပြီးတဲ့ခါမှာတိုက်ပွဲတွေပဲဖြစ်တော့ဟိုအခုလေဆိုင်ဖို့တောင်မှအချိန်မရတော့ဘူးအဲ့ဒါကြောင့်မို့နောက်နေ့လောက်ဆိုရင်စာစပါးတွေရှားပါမယ်ဆင်းရဲမွဲတည်မှုလောက်တော့မှလူတွေတော့ခေတ်ကတိုးတက်လာပြီးတော့တဘာဝပတ်ဝန်းကျင်တောင်မထိန်းသိမ်းတတ်ဘူးမထိန်းသိမ်းတတ်လို့ပဲအခုရည်ကြီးကြတယ်အခု6ပေလောက်ရည်တက်တယ်ဆိုမှတော့အဲ့ဒီကောင်ကဘယ်သွားနေတော့မှာဒီလိုနဲ့ပဲလွှမ်းမိုးနေတဲ့အတွက်ကြောင့်ရှေးလူကြီးတွေလူနာနေစင်စားလေးပါလိအဲ့လိုကမရှိတော့ဘူးအရင်တော့ညဆိုရင်ဒီအိမ်ရှိကုတ်ပြစ်ပေါ်မှာထိုင်ပြီးတော့ကျယ်လေးတွေပါကြည့်ပြီးတော့အဖိုးဖွားတွေပြောတဲ့ပုံပြင်လေးတွေပဲစကားဆံမီပြောကြတာသာသမီနဲ့အတူတူရှိတယ်ဒီလိုဟာလေးတွေကပျောက်သွားပြီးတော့စင်စားလို့မရှိဘဲနဲ့ရှုပ်ထွေးလာတာခေါင်းကခု AI နေပေါ်လာတဲ့ခါမှာတကယ်ပြောတာလားအတူလားမသိဘူးအတန်ကလည်းတူတယ်ရုပ်ကလည်းတူတယ်သတင်းအတူတွေနဲ့ပဲနောက်ကလည်းဟိုသတင်းတူကျွန်တော်တို့ခင်ဗျားတို့နားထောင်နေတဲ့သတင်းတွေကတချို့ကအမှားတွေကျွန်တော်တို့ဟာဒီလိုအာယုန်တွေဝေနောက်နေတဲ့ခေတ်ကာလမှာဘယ်လိုငါထိမ့်မလဲငါတို့ရဲ့အသင်းတော်ဆိုရလှေကြီးကလိုင်းတဘိုးတွေရက်ခတ်နေပြီဘယ်လိုထိမ့်မလဲတခင်သူကကျွန်တော်တို့ကိုစံနမူနာပြနေတယ်ဟိုယောဟန်ဘာပစ္စခေါင်းဖြတ်အသက်ခံလိုက်ရတဲ့ခါတခင်သူစိတ်မကောင်းဘူးစိတ်ဆင်းရဲတယ်အဲ့ဒါဘာလို့လို့စိတ်ဆင်းရဲတဲ့ခါမှလည်းစိတ်ဆင်းရဲတိုင်းမနေဘူးတခင်သူအရေးတကြီးတဲ့တောင်းမှဆူတောင်းတယ်ခွန်အားရအောင်အဲ့တော့စိတ်ပိတ်စာကြုံတယ်ဘယ်သူသေးသားတယ်ဘယ်သူဆေးရုံတက်ရတယ်ပါစိတ်ပိတ်စာကြုံရင်စိတ်ပိတ်တဲ့တိုင်းနေတာမဟုတ်ဘူးတခင်သူကစိတ်ပိတ်စာကြုံတယ်စိတ်မကောင်းဘူးဒါပေမဲ့ဘာလုပ်တယ်တညာလုံးဆူတောင်းတယ်တဲ့တခင်ယေရှုကဲဆိုကျွန်တော်တို့တွေကဆူတောင်းပြီးတော့ကျွန်တော်တို့ဘဝကိုထိန်းရမှာတောင်ပေါ်မှာတညာလုံးဆူတောင်းတယ်ကျွန်တော်တို့ဒီရှုပ်ထွေးလာတဲ့အချိန်ကာလမှာဖခင်ရဲ့အတန်ကိုကြားဖို့ငါပင်ဖြစ်သည်မကြောက်ကြနဲ့ဆိုဒုက္ခအခက်ခဲကြားမှာဖခင်ရဲ့အတန်တို့ရှာဖွေပါကြားပါတန်ပေထူးပထမတော့တခင်စုကိုအာယုံဆိုင်ပြီးတော့တခင်စုကိုအာယုံဆိုင်ပြီးတော့ရှောက်လန်းတဲ့ခါမှာရေပေါ်မှာလမ်းလျှောက်နိုင်တယ်အဲမလေးလိုင်းတဘိုးတွေဒုက္ခတွေတကယ်ဘဝမှာလက်တွေဒုက္ခတွေအာယုံဆိုင်လိုက်ရင်ရေထဲမှာမြုပ်သွားတယ်ကြာရှုံးသွားတယ်သတင်းအတူတွေ AI တွေတော့အတူတွေအဲ့ဓာတွေကိုအာယုံမဆိုင်ဖဲနဲ့ကျွန်တော်တို့ရဲ့ဘဝလှေထဲမှာတခင်ယေရှုကိုဖိတ်ခေါ်နိုင်အောင်ကြိုးစားကြပါစို့